အားလုံးမင်္ဂလာပါနေကောင်းကြမ်းမှကြရဲလို့မျှော်လင့်ပါတယ်နော်ဒီနေ့ဟာတိတ်ကိုအရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်တိတ်မကြခင်မှာ10နာရီဥရောပချိန်ပေါ့နော်နယ်သာလန်အချိန်10နာရီမှာကမ္ဘာတရားရုံး International Court of Justice ICJ မှာရိုဟင်ဂျာ genocide အမှုကိုကြားနာတော့မှာဖြစ်ပါတယ်ဒီနေ့တိတ်အရေးကြီးတဲ့နေ့လို့ပြောတယ်ဘာကြောင့်လဲဆိုတော့ဒီအမှုတစ်ခုလုံးမှာအရေးကြီးတဲ့နေ့ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့ကအမှုရဲ့ကြောင်းချင်းရာကိုစတင်ကြားနာမဲ့နေ့ဖြစ်ပါတယ်။ဘာကြောင့်ဒီမှုကိုဆွဲခဲ့တယ်လဲဆွဲခဲ့တဲ့အကြောင်းတရားကိုဒီနေ့ကြားနာမှာဖြစ်ပါတယ်။မြန်မာသည်ရိုဟင်ဂျာတွေအပေါ် genocide ကျူးလွန်တယ်မကျူးလွန်ဘူးဆိုတဲ့အကြောင်းကိုဒီနေ့စပြီးတော့ဒီနေ့ကနေစပြီး29ရက်နေ့ထိပေါ့နော်။3ပတ်တာသူတို့ကြားနာသွားမှာဖြစ်ပါတယ်။ကျွန်မ link အောက်မှာ UN Web TV ရဲ့ link ကိုလည်းကျွန်မချပေးသွားပါမယ်။စောင့်ပြီးတော့နားဆင်ကြမယ်လို့မျှော်လင့်ပါတယ်။ပြီးလို့ရှိရင်ကျွန်မညကြလို့ရှိရင်ပြန်ပြီးတော့ဆွေးနွေးသွားတဲ့အချက်တွေကိုလည်းပြန်ပြီးတော့summarize လုပ်ပြီးတော့ကျွန်မရဲ့ reflection ပေါ့နော်မှတ်ချက်လေးတွေပြန်ပြီးတော့ပြောပြပေးသွားပါမယ်။ဆိုတော့ဒီအမှုဟာဂမ်ဘီယာကစပြီးတော့ဆွဲဆိုတာ2019ခုနှစ်နိုဝင်ဘာလမှာပေါ့နော်ဆိုတော့အခုဆိုရင်6နှစ်တင်းပြည့်သွားပြီနိုဝင်ဘာလ17ရက်နေ့စတင်နေပါတော့6နှစ်တင်းပြည့်သွားပြီပြည့်သွားပြီးတော့မှအခုမှကြားနာမှာဖြစ်တယ်ဒီကြားထဲမှာဖြစ်သွားတာတွေကတရားရုံးမှာရုံးတော်မှာဒီအမှုကိုစီရင်ပိုင်ခွင့်ရှိမရှိအဲ့ဒါတွေညှင်းခုန်တွေလုပ်နေရတဲ့တဲ့6နှစ်ကြာသွားတာပေါ့နော်ဆိုတော့ဒီနေ့စပြီးတော့ကြားနာမယ်အလုံးစောင့်မျှော်ပြီးတော့ကြည့်ရှုကြမယ်လို့မျှော်လင့်တယ်ဒီနေ့ကအမတန်အရေးကြီးတယ်เนาะအကြောင်းချင်းရာကိုကြားနာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကြားထဲမှာက jurisdiction ပေါ့เนาะဒီဂမ်ဘီယာကမြန်မာကိုကမ္ဘာတရားရုံးမှာဆွဲဆိုပိုင်ခွင့်ရှိမရှိဆိုတဲ့ဟာကိုအဓိကသူတို့အပြန်လည်ညှင်းဆိုခဲ့တာဖြစ်တယ်ဆိုတော့အခုကတော့ရုံးတော်ကဂမ်ဘီယာအနေနဲ့တရားစွဲခွင့်ရှိတယ်ဆိုတဲ့ဟာကိုလက်ခံပြီးတော့အပြန်လှန်လျှောက်လဲချက်ရေးပြီးတော့ပေးပို့တဲ့အစီရင်ခံစာတွေလည်းတင်ပြီးသွားကြပြီနော်ရုံးတော်ကလည်း2020 January လမှာမြန်မာကိုလိုက်နာဖို့အတွက် genocide ကိုမကျူးလွန်အောင်ကာကွယ်ဖို့ဆိုပြီးတော့ provisional measure ကြားဖြတ်လိုက်နာရမယ့်အမိန့်တွေထုတ်ထားခဲ့ပါတယ်ဆိုတော့အဲ့ဒီအဆင့်တွေအကုန်ပြီးတော့အခုဒီနေ့ merit ကိုကြားနာမှာဖြစ်တယ်အဲ့တော့ရိုဟင်ဂျာတွေက genocide ကျူးလွန်မှုကိုခံခဲ့ရပါသလားဆိုရယ်မေးခွန်းတစ်ခုနောက်မေးခွန်းတစ်ခုကမြန်မာနိုင်ငံသည်ရိုဟင်ဂျာတွေအပေါ် genocide ကျူးလွန်ခဲ့ပါသလားနောက်ထပ်မေးခွန်းတစ်ခုမြန်မာနိုင်ငံသည် genocide convention လူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာနိုင်ငံတကာသဘောတူစာချုပ်ကိုချိုးဖောက်ခဲ့သလားဒီမေးခွန်းတွေကိုသူတို့ဆွေးနွေးတော့မှာဖြစ်ပါတယ်သို့တော့ဂမ်ဘီယာကအဓိကဆွဲထားတာပါလဲဆိုတော့မြန်မာနိုင်ငံသည်ရိုဟင်ဂျာတွေပေါ်မှာကျူးလွန်ခဲ့သည်ဆိုတဲ့ဟာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ merit ပေါ့နော်ကြောင်းချင်းရာကိုဆွေးနွေးနေတာဆိုတော့ကြောင်းချင်းရာမှာကျွန်တော်တို့နည်းနည်းလေးကျွန်တော်ဖြေပြကြည့်ပါမယ်တစ်ချက်က genocide ကျူးလွန်မှုဖြစ်မဖြစ်ဒုတိယတစ်ချက်ကနိုင်ငံအနေနဲ့ဒီလူမျိုးစုပေါ်ရည်ရွယ်ချက်ရှိနဲ့လူမျိုးတုံးတပ်ဖြတ်မှုလှုပ်ဆောင်ခဲ့မလှုပ်ဆောင်ခဲ့ဆိုတဲ့အချက်ပေါ့နော်အဲ့နှစ်ချက်ကကွဲပြားပါတယ်နောက်ဆုံးတစ်ချက်ကတော့နည်းနည်းရှင်းတယ်ပေါ့နော်မြန်မာနိုင်ငံဟာ genocide ဥပဒေကိုစာချုပ်ကိုချုပ်ဖောက်ခဲ့သလားမချုပ်ဖောက်ခဲ့ဘူးလားဆိုတာနည်းနည်းကျေပြန့်တယ်ဆိုတော့ဒီစာချုပ်ကိုချိုးဖောက်ဖို့အလားလာတော့တော်တော်လေးများတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီစာချုပ်မှာက genocide ကျူးလွန်မှစာချုပ်ချိုးဖောက်တာမဟုတ်ဘူးလေစာချုပ်မှာက genocide မဖြစ်အောင်ကာကွယ်ဖို့တားဆီးဖို့
ပြပေးရေးယူဖို့အဲ့ဒီအချက်တွေအများကြီးပါတယ်အကယ်လို့ကာကွယ်ဖို့ပြက်ကွက်ခဲ့တဲ့တားဆီးဖို့ပြက်ကွက်ခဲ့တဲ့ဆိုရင်လည်းဒီစာချုပ်ကိုကျူးလွန်ရရောက်တယ်ဆိုတော့ကြားနာပွဲကတော့၃ဘက်ပြန်လည်ညှင်းခုန်ကြမယ်နားလေတဲ့လောက်ကတော့မြန်မာနိုင်ငံကဆက်ပြီးတော့ဒီလူမျိုးစုတွေမရှိဘူးလဲဆက်ပြောရင်ပြောနေမယ်ဒါမှမဟုတ်ရင်ဒီလူတွေကြက်ဖက်သမားတွေဖြစ်လို့နှိမ်နေတာလူမျိုးတို့တက်ဖြတ်ဖို့အတွက်ကိုရွေချက်မရှိဘူးအဲ့လိုလှုပ်ဆောင်ချက်တွေမရှိခဲ့ဘူးဆိုတဲ့ဟာမျိုး argument လုပ်နိုင်တယ်သို့ပေမဲ့ဒီဘက်ကဂမ်ဘီယာဘက်ကတော့ဒါသူတို့နှီးပေါင်းစုံနဲ့ဒါကိုတက်တည်ပြသွားမှာပေါ့တော်တော်စိတ်ဝင်စားစရာကောင်းမယ်လို့ထင်တယ်ကျွန်မလည်းမျှော်လင့်နေတယ်သူတို့ဘလို့တွေတက်တည်ထောက်ထားတွေနဲ့ညင်ဆက်ထပ်မှန်ပြီးတော့ဆက်လက်ပြီးတော့ဒါကိုရှောက်လဲပြီးတော့ညှင်းခုန်သွားမလဲပေါ့နော်အဲ့ဒါကို argument တွေတိဆောက်သွားမလဲဆိုတာကျွန်တော်လည်းတော်တော်လေးစိတ်ဝင်စားပါတယ်ဒါပေမဲ့ကျွန်မပြောချင်တာအရာကဒီနေ့ကျွန်တော်တို့ကgenocide ကျူးလွန်တာနဲ့genocide ကျူးလွန်မှုဖြစ်တာနဲ့နိုင်ငံကကျူးလွန်တာမတူပါဘူး genocide ကျူးလွန်မှုဆိုတာနိုင်ငံမဟုတ်ပဲနဲ့နိုင်ငံထဲမှာပါနေတဲ့ရှိနေတဲ့လူအုပ်စုတွေအဖွဲ့အစည်းတွေကကျူးလွန်တာလည်းဖြစ်နိုင်တယ်နိုင်ငံတစ်ခုအနေနဲ့တမင်တကာရွယ်ချက်ရှိနဲ့ကျူးလွန်တာလည်းဖြစ်နိုင်တယ်ဆိုတော့ဆိုလိုချင်တာကနိုင်ငံအနေနဲ့ကျူးလွန်တာလည်းဖြစ်နိုင်တယ်လူအုပ်စုတွေအနေနဲ့ကျူးလွန်တာလည်းဖြစ်နိုင်တယ်ဆိုတော့ဒီအမှုကဘယ်လိုဖြစ်သွားမလဲဆိုတာတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ကျမတို့ရဲ့ကိုယ်တွေ့ကြုံရတော့၎င်းပညာရပ်ပိုင်းဆိုင်ရာနားလေတက်ကြွမှုရတော့၎င်းကျမတော့ genocide ကျူးလွန်မှုရိုဟင်ဂျာတွေအပေါ်မှာဖြစ်ခဲ့တယ်ဆိုတဲ့ဟာကို100%ယုံကြည်ရပေါ့နော်ဒါကျမဒီလိုလေ့လာသုံးသပ်လို့ရတယ်သို့တော့တရားယုံကဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ဟာကကျမတို့နောက်တစ်နှစ်ဒီကြားနာပွဲတွေပြီးသွားလို့ရှိရင်နောက်ထပ်5-8လတစ်နှစ်လောက်ကြာရင်ကျမတို့သိရမယ်ဆိုတော့ဒီကြားနာပွဲမှာကအဓိကနှစ်ဖက်ကဘယ်လိုရှောက်လွှဲတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဆွဆနာဆုံးဖြတ်ချက်ကထွက်လာမှာဖြစ်တယ်မြန်မာနိုင်ငံအနေနဲ့ရွေချက်ရှိလှုပ်ဆောင်ခဲ့သလားမလှုပ်ဆောင်ခဲ့ဘူးလားဆိုတဲ့အဖြေကိုဖြေမှာဖြစ်တယ်အဲလိုကဲလို့မြန်မာနိုင်ငံအနေနဲ့ရွေချက်ရှိနဲ့လူမျိုးတုံးတက်ဖြတ်မှုမကျူးလွန်ခဲ့ဘူးလို့ရုံးတော်ကဒါဆုံးဖြတ်တယ်ဆိုရင်လေgenocide မဖြစ်ဘူးလို့မဆိုလို့တခြားလူတွေကကျူးလွန်တာဖြစ်နိုင်သေးတယ်ဆိုတော့ဒီနေရာမှာနည်းနည်းကွဲပြားတာလေးပေါ့နော်ကျွန်တော်တို့ရှင်းပြတာပါဒီဥပမာကိုကျွန်တော်တို့ဒီSrebrenica case မှာကျွန်တော်တို့သိနိုင်ပါတယ်ဘော့စနီးယား Srebrenica ပေါ့နော်ဒီဆာဘီယန်ကနေပြီးတော့ကျူးလွန်တဲ့ကိစ္စအဲ့ဒီအမှုကကမ္ဘာတရားရုံးမှာဒီအမှုတစ်မှုပဲ genocide အမှုနဲ့ပတ်သက်ပြီးတော့အရင်တော့စီရင်ထုံးရှိခဲ့တယ်ကမ္ဘာတရားရုံးကတော့သူကအမတန်မှ conservative ဖြစ်တဲ့တရားရုံးအနေနဲ့ဒါသိကြတယ်လူတွေနားလည်ကြတယ်အမတန်မှ conservative ဖြစ်တယ်ဆိုတာပါလဲဆိုတော့လူဆုံးဖြတ်ချက်တစ်ခုကိုအထူးသဖြင့် genocide နဲ့ပတ်သက်ပြီးတော့ genocide ဆိုတဲ့နေရာမှာကျွန်တော်တို့ကျူးလွန်ဖို့အတွက်အတိကအရေးပါဆုံးက intent ပေါ့နော်ဒါရည်ရွယ်ချက်ရှိလုပ်သလားစိတ်ဆန္ဒနဲ့လုပ်သလားဆိုတဲ့ဟာကိုတက်တည်ပြရတဲ့ clause က genocide convention မှာ genocide ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာရန်ရေးပါပါတယ်ဒီ intention ပေါ့နော်ဒီ intent ကိုဒီတရားရုံးကတိုင်းတာတဲ့အခါမှာအမတန်မှကျင့်မြောင်းတယ်ပေါ့နော်ဆိုတော့အမတန်တင်းကြပ်နဲ့မှန်ပြောင်းနေကြည့်သူတို့ကြည့်ရပေါ့နော်ဆိုတော့အဲ့ခါကျတော့သူကအဲ့ကြောင့်မလို့ဒီတရားရုံးကိုသူတို့ကဘယ်လိုပြောလဲဆိုတော့ conservative role တရားရုံးတစ်ခုဖြစ်တယ်လို့ပြောကြရတယ်ပေါ့နော်ဒါကြောင့်မလို့လေဒီ Srebrenica case မှာဒီနိုင်ငံကကျူးလွန်တာမဟုတ်ဘူးနိုင်ငံကရည်ရွယ်ချက်ရှိကျူးလွန်တာမဟုတ်ဘူးလို့သူတို့ဆုံးဖြတ်သွားတယ်ဒီ burden of proof ပေါ့နော်ဒီလို intent ဒီနိုင်ငံမှာစားပြမှာဒီလိုမျိုးကျူးလွန်ဖို့အတွက်ကိုintent ရှိခဲ့တယ်ပေါ့နော်ရွေချက်ရှိခဲ့တယ်ဆိုတဲ့ဟာကိုတင်သွင်းတဲ့နိုင်ငံဘော့စနီးယား Srebrenica ဟာဇဂိုဗီနာကနေပြီးတော့ proof လုပ်ရတာဖြစ်တယ်
သူတို့က proof လုပ်ရတာဆိုတော့သူတို့ရဲ့အဲ့လိုလုပ်ရပြီဆိုကြတဲ့ဟိုဒီ burden of proof ကပေါ့နော် proof လုပ်ဖို့အတွက်ဒါနည်းနည်း technical ဖြစ်သွားပြီကျွန်မပြောတာသက်သေပြဖို့အတွက်ကိုအမတန်ခက်ခဲသွားတယ်ဆိုတဲ့သဘောအဲ့နေရာမှာလဲသူကခက်ခဲတယ်လို့ပြောတဲ့နေရာမှာလဲသူ့ရဲ့ကြည့်ရမှန်ပြောင်းကသူကလုံးဝအလုံးစုံမှန်ကန်နေရမယ်ပေါ့နော်တက်တွေကိုပြည့်ပြည့်စုံစုံလုံလုံလောက်လောက်နဲ့ပြနိုင်ရမယ်ပေါ့ဆိုရဲဟာမျိုးသူတို့တရားရုံးကကြည့်တယ်အဲ့ဒီအချက်နဲ့ခုနနိုင်ငံက intention မရှိခဲ့ဘူးဆိုပြီးတော့ဆုံးဖြတ်တာဖြစ်တယ်တိုးတော်လေဒီဘော့စနီးယားအမှုဟာခုန ICTY လို့ခေါ်တဲ့ဒီနိုင်ငံတကာတရားရုံးပေါ့နော်ယူဂိုစလာဗီးယားတရားရုံးမှာဆိုလို့ရှိရင်လူပုဂ္ဂိုလ်တွေအနေနဲ့ဒီလိုမျိုး genocide ကျူးလွန်ထားတယ်ဆိုတဲ့ဟာကငကိုတဲကအဲ့ဒီအမှုကရှိပြီးသားဖြစ်တယ်အဲ့တရားရုံးကရာဇဝတ်တရားရုံးကဆုံးဖြတ်ပြီးသားဖြစ်တယ်အဲ့လိုဆုံးဖြတ်ပြီးသားအမှုကိုတောင်မှသူကဒီဘက်တရားရုံးမှာကြတော့ ICJ မှာကြတော့ဗာပြောလဲဆိုတော့နိုင်ငံအနေနဲ့ကျူးလွန်တာမဟုတ်ဘူးဆိုပြီးတော့နိုင်ငံကိုကြတော့ဘလို့ပဲသူကအမိန့်ချမှတ်သွားလဲဆိုရင် genocide ကျူးလွန်တာကိုကာကွယ်ဖို့အတွက်ပြက်ကွက်တယ်ပေါ့နော်တားဆီးဖို့ပြက်ကွက်တယ်ဆိုတဲ့အချက်တွေနဲ့သူတို့အမိန့်ထုတ်သွားတယ်ဆိုတော့နိုင်ငံကအဲ့လိုမဖြစ်အောင်ပြန်ပြီး cover redress တွေလုပ်ပေးရတာပေါ့နော်ဆိုတော့အဲ့လိုဖြစ်သွားတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့သတိထားမှာကခုန burden of proof ကနိုင်ငံတစ်ခုရဲ့ intention ကိုပြဖို့အတွက်ခက်တယ်ပေါ့နော်ဒီတရားရုံးကလည်းအမတန် conservative တရားရုံးဖြစ်တယ်ဆိုတော့ရိုဟင်ဂျာအမှုမှာလည်းအမတန်ခက်ပါလိမ့်မယ်ဒါပေမဲ့လေကျမတို့လူမျိုးစုအပေါ်မှာရိုဟင်ဂျာတွေအပေါ်မှာစနစ်တကျနဲ့နှစ်ပေါင်းများစွာယူဂိုစလာဗီးယားနဲ့မတူတဲ့ဒီ Srebrenica နဲ့ဆာဗီးယားနဲ့မတူတဲ့အချက်ကသူကခဏလေးအတွင်းမှာဖြစ်သွားတဲ့ conflict အတွင်းမှာဖြစ်သွားတဲ့တပ်ဖြတ်မှုတသက်မဟုတ်ဘူးเนาะနှစ်ပေါင်းမြောက်များစွာဆယ်စုနှစ်ချီပြီးတော့စနစ်တကျဒီလူမျိုးစုကိုပြစ်မှတ်ထားပြီးတော့ကျူးလွန်ခဲ့တဲ့ကျူးလွန်မှုတွေရှိခဲ့တယ်အဲ့ဒီမှာတိတ်ပြီးတော့တိတာထင်ရှားတဲ့ genocide အမှုကိုကျူးလွန်တဲ့အချက်တွေပါဝင်ခဲ့တယ်ဥပမာမွေးဖွားခွင့်ပိတ်ပင်တာတို့เนาะဒါဥပမာတစ်ချက်ပေါ့နော်ဒီလူမျိုးစုလို့ဒီလူမျိုးစုကိုပြစ်မှတ်ထားပြီးတော့အခွင့်အရေးတွေကိုချိုးဖောက်ပြီးသူတို့ရဲ့ဘဝတွေကိုပျက်စီးအောင်လုပ်တဲ့ဟာတွေပေါ့နော်နိုင်ငံသားကတ်ထုတ်မပေးတာစပြီးတော့တွာလာခွင့်ပိတ်ပင်တာတွေတပ်ဖြတ်မှုအကုန်ပေါ့နော်ဒီလိုမျိုးကျူးလွန်မှုတွေအများကြီးရှိတဲ့အချက်တွေထဲမှာတော်တော်သိသိသာသာထင်ရှားတဲ့ချက်တွေလည်းရှိနေတယ် genocide ဥပဒေကို genocide မျိုးလုံးတပ်ဖြတ်မှုကိုချိုးဖောက်တဲ့ဟာတွေလည်းရှိနေတယ်ဆိုတော့ကျမတော့တရားရုံးကဒီအချက်တွေကိုပါထည့်သွင်းစဉ်းစားပြီးတော့တကယ်မိတ်ထုတ်လာရင်ကျတို့ဒီဟိုဟာတွေပြီးသွားရင်ကျန်းမာမှုတွေဖြစ်သွားရင်အမိတ်ထုတ်လာရင်ဒါရိုဟင်ဂျာတွေပေါ်မှာကျူးလွန်ခဲ့တယ်ဆိုတဲ့ဟာပေါ့နော်ထူးသဖြင့်နိုင်ငံအနေနဲ့ကျူးလွန်ခဲ့တယ်ဆိုတဲ့ဟာကိုတရားရုံးတော်ကအမိတ်ချမှတ်မယ်လို့ကျွန်မယုံကြည်နေတယ်နော်အဲ့လိုတော့ကျွန်မပြောချင်တယ်ကျွန်မတော့အဲ့လိုယုံတယ်အဲ့လိုမဟုတ်ဘဲနဲ့ခုနတရားရုံးနိုင်ငံတော်ကကျူးလွန်ဖို့အတွက်ရွေချက်မရှိခဲ့ပါဘူးဒါအုပ်စုတစုอ่ะပေါ့နော်ဥပမာစစ်တပ်ကဆိုအဲ့လိုဆိုပြီးတော့သူတို့ကနိုင်ငံတော်ကိုပတ်လက်သွားတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်genocideကျူးလွန်တာကိုကာကွယ်ဖို့ပြက်ကွက်ခဲ့တယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာလည်းဖြစ်နိုင်တယ်ဘလို့ပဲဆုံးဖြတ်ရိုဟင်ဂျာတွေအတွက်ကတရားမျှတမှုအတွက်ကဒီအမှုကအမတမအရေးကြီးတဲ့မှုဖြစ်ပါတယ်ဒီနေ့ကစပြီးနောက်ထပ်3ပတ်လုံးကကျမတို့အတွက်အမတအရေးကြီးပါတယ်ဆိုတော့စောင့်မျှော်ပြီးတော့ကြည့်ရှုကြမယ်လို့ယုံကြည်ပါတယ်ကျမတို့နိုင်ငံမှာဒီလိုလူမျိုးစုတွေကိုပြစ်မှတ်ထားပြီးတော့နော်ဖိနှိပ်မှုတွေညှဉ်းပန်းနှိပ်စက်မှုတွေနိုင်ငံတကာဥပဒေချိုးဖောက်မှုတွေစိုးဝါးတဲ့ရာဇဝမှုချိုးဖောက်မှုတွေအများကြီးရှိပါတယ်ရိုဟင်ဂျာတွေရဲ့ကျူးလွန်ခံရမှုရိုဟင်ဂျာတွေရဲ့တာတကသည်
အဆိုးအဆုံးတာရကတွေကတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့ဒီကိစ္စကိုဖြေရှင်းရင်းနဲ့ကျမတို့နိုင်ငံထဲမှာရှိတဲ့မတရားမှုတွေအနိဋ္ဌာယုံတွေစိုးဝါရရာဇဝမှုကျူးလွန်မှုတွေနိုင်ငံတကာဥပဒေချိုးလို့ကျူးလွန်မှုတွေရက်တန်းကရက်ပြီးတော့ကောင်းမွန်တဲ့တရားမျှတတဲ့ငြိမ်းချမ်းတဲ့နိုင်ငံစီကိုတည်ဆောက်နိုင်ဖို့လမ်းကြောင်းဒီမှုကတဆင့်ပေါ်လာပါစေပေါ်လာပါလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ပြည်သူတွေရိုဟင်ဂျာတွေအပါအဝင်မြန်မာပြည်ထဲမှာရှိနေတဲ့ပြည်သူတွေအကုန်လုံးတရားမျှတမှုခံစားဖို့ငြိမ်းချမ်းမှုငြိမ်းချမ်းတဲ့အတိုင်းပြည်မှာနေထိုင်ဖို့ကျမတို့အားလုံးထိုက်တန်ပါတယ်ဆိုတော့အဲ့လိုထိုက်တန်တဲ့သူ့ဖွဲ့စည်းကိုဒီအမှုကတဆင့်ကျမတို့ဖို့ဆောင်နိုင်ဖို့ဖန်တီးနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်လို့ဒီနေ့တော့ဒီလောက်ပါပဲဒီနေ့ကျွန်တော်တို့အင်အားတွေအများကြီးရှိနေတယ်ဒီလိုမျိုးဖြစ်လာတဲ့နှစ်ပေါင်းမြောက်များစွာဒီကျွန်တော်တို့လူမျိုးစုတွေဒီလိုကျူးလွန်ခံရပြီးတော့မှဒီလိုကြားနာမှုပွဲကိုကျွန်တော်တို့မျက်စိနဲ့ကျွန်တော်တို့နားနဲ့ကြားရမယ်မြင်ရမယ်တွေ့ရမယ်ဆိုတဲ့ချက်ကကျွန်တော်တို့တရားမျှတမှုအတွက်ကဒါအားရစရာနေ့တရက်အားရစရာနေ့တစ်နေ့ဖြစ်တယ်ကျွန်တော်တို့အတွက်ဝန်တာရမယ်နေ့တစ်နေ့ဖြစ်ပါတယ်လို့ဆိုတော့ကျေးဇူးတင်ပါတယ်